အဲ့ဒါအသားလေးရတယ်နှုတ်ပြီးတော့စားလို့ကောင်းချင်းချင်းလေးနဲ့ချိုချိုလေးကောင်းပါသင်္ကြန်ကြီးဟုတ်ကောင်းဒီလိုဖင်းရတယ်ရလာပြီတော့တောက်လို့ကောင်းချင်းချင်းလေးနဲ့ဆောက်ရတာအဲ့ဒါအသားလေးရတယ်နှုတ်ပြီးတော့စားလို့ကောင်းဘယ်လိုရနိုင်မှာလဲ1300ပါနှစ်ခုထောင်ပါစားလို့ကောင်းမိုင်းပြန်မိခဲ့မနော်ဒီပါဟိုတင်ရအားကြတော့ညီ你的话了。我们来选。ဒီခင်းလာတကားကြီး看见看见。ကျွမ်းကြတော့ကျေးဇူးပါချင်းချင်းလေးနဲ့ချိုချိုလေးကောင်းပါသင်္ကြန်ကြီးဟုတ်ကောင်းကျေးဇူးပါဒီမှာတော့ကြောင်လာပြီ你谁单纯的？ဘယ်လိုရလဲချောင်းသုံး对，ချင်းလေးကဆက်ပြီးတော့
စားတော်တော်ရလာရှိလာဟင်းရတယ်ရလာတယ်တော်တော်တောက်လို့ကောင်းတယ်现在就没弄，弄不了呀。是吗？